ပြန်လည်မွေးဖွားလာပြီးနောက်ကင်းချေများတစ်ကောင်ကိုအရှင်လက်လက်မျိုးချလိုက်ခြင်းပါပဲစာသင်ခန်းတကားကိုကျွန်တော်စောင့်ဖွင့်လိုက်တဲ့အခါလူတိုင်းကလှမ်းကြည့်လာကြတယ်ကျွန်တော်တကူလုံးမှာချွေးစေးတွေပြန်နေပြီးဒါပေမဲ့ကြောက်တင်ပုံပေါ်ကရက်ဆွဲကိုကျွန်တော်မော့ကြည့်လိုက်တဲ့အခါ2026ခုနှစ်ဇွန်လ15ရက်ကျွန်တော်ပြုံးလိုက်ပြီးတိတ်ဆိတ်မှုကြားမှာအတန်ထွက်ရမောလိုက်တယ်မင်းယူနေပြီလားအယူကောင်လို့စင်မြင့်ပေါ်ကပရိုဖက်ဆာကအော်ငေါက်တယ်ရှေ့တန်းကလင်းဝေးကကျွန်တော်ကိုယူသွတ်နေတဲ့ခွေးရိုက်တကောင်ကိုကြည့်တယ်လို့ယွန်ရှာဆက်ဆုပ်စွာစိုက်ကြည့်နေတယ်အရင်ဘဝတုန်းကလင်းဝေးဟာအင်အားကြီးတဲ့လူတစ်ယောက်ရဲ့မျက်နှာသာပေးမှုကိုရဖို့အတွက်ကျွန်တော်ကိုဇွန်ဘီအုပ်ထဲကိုယ်တိုင်တွန်းချခဲ့တာပါကဘာကြီးကိုဝါမျိုးပြစ်မဲ့ခရမ်းရောင်မျိုးကိုတွေကြာဆင်းလာဖို့နှစ်နာရီတောင်မလိုတော့ဘူးဆိုတာကျွန်တော်သိနေတဲ့အခုတခွဲကန်းထဲမှာခွေလေးနေနေတဲ့အမဲရောင်ကင်းချင်များကတော့ခရမ်းရောင်မျိုးကိုတွေထဲမှာအဆင့်စဘေးအန္တရာယ်ကောင်နောက်10နှစ်အကြာမှာကျွန်တော်ကိုအပိုင်းပိုင်းဆဆဆွဲဖြဲပစ်လိုက်မယ်ပြန်လည်မွေးဖွားလာတော့တေချာပေါက်သူ့ကိုကျွန်တော်အရင်စားပြရမှာပေါ့ကျွန်တော်ဘသူအကြည့်ကိုမှဂယုမဆိုင်ပဲစာတင်ခန်းထဲကနေပြေးထွက်လာခဲ့တဲ့ကျွန်တော်မိသက်ပစိန်နဲ့တခွဲကန်းတကားကိုခုတ်ခွဲပြီးငကားအဖြစ်ပြောင်းလဲတော့မဲ့အကောင်ငယ်လေးကိုရှာတွေ့ခဲ့တယ်ကျွန်တော်ဖန်ပလင်းကိုယူလိုက်ပြီးသူ့ကိုအရှင်လက်လက်မျိုးချလိုက်တယ်အခုမာရီလဲချောင်းကိုပုတ်တိုက်သွားတဲ့ခန်းစားချက်ကဓာတ်တလက်ကိုမျိုးချလိုက်ရတယ်လို့ပဲညီစောနန်နဲ့အစိတ်ရည်တွေကကျွန်တော်ရဲ့အစာအိမ်နေရန်ကိုလောင်ကျွမ်းဖောက်ထွက်သွားတဲ့အပြင်ဘက်မှာတော့အော်ဟင်ကြီးတွားတန်တွေကရေလိုင်းတွေလိုထွက်ပေါ်လာနေပြီးခရမ်းရောင်မျိုးကိုတွေရောက်လာပြီးကဘာပြက်ကက်စတင်ပြီးပဲတိုးသားပေါက်စီစားထားတဲ့သူတွေကတိုးဖြစ်ပြောင်းသွားပြီးဘဲလေပင်စားထားတဲ့သူတွေကဘဲအဖြစ်ပြောင်းကြပြီးလူတိုင်းကြောက်လန့်တကြားထွက်ပြေးနေကြတယ်ကျွန်တော်မျက်လုံးကိုရုတ်တရက်ဖွင့်လိုက်ပြီးကျမ်းပြင်ပေါ်ကနေဖြည်းဖြည်းချင်းထပ်လာခဲ့တယ်ကျွန်တော်လက်ကိုတစ်ချက်ကြည့်လိုက်တဲ့အပြာရောင်လင်းနှန်းတွေဖြာထွက်နေတဲ့အနက်ရောင်အယိုးစုငါးချောင်းထွက်ပေါ်လာတယ်အစိတ်ပေါင်းစုံတန်ကိုခံနိုင်ရရှိခြင်းခြေလက်အင်ကပြန်လည်မွေးဖွားနိုင်ခြင်းအစိတ်ပြင်းကိုထိန်းချုပ်နိုင်ခြင်းစွမ်းရည်အောင်မြင်သွားပြီးကျွန်တော်လက်သီးကိုဆုပ်လိုက်ပြီးအတန်နဲ့ကြီးနဲ့ယူသွတ်စွာရေမောလိုက်မိတယ်အဲ့ဒီအချိန်မှာပဲဒိုင်းဆိုပြီးတခွဲကန်းတကားကြီးကအေယာမအင်အားကြီးတစ်ခုကြောင့်လွင့်စင်သွားတယ်တကားကြီးကစက်ကူလို့လွင့်ဝင်လာပြီးနေရန်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားတယ်အဲ့ဒါကြောင့်လုံခြုံရေးဝန်ထမ်းကျန်းဟုံပဲသူ့ရဲ့ယူနီဖောင်းကဖောင်းကားလာတဲ့ကြွက်သားတွေကြောင့်ပေါက်ထွက်နေပြီးအရေးပြားတွေကမိကိုမျက်လုံးတစ်လုံးကမျက်ခမ်းပြင်ပမှာတွဲလောင်ကျနေကပါဇက်ကနေအဝါနဲ့အစိမ်းရောင်ရုံနေတဲ့တွားရည်တွေကျနေတယ်ကျန်းဟုံဟာစိတ်လှုပ်ရှားနေတဲ့အခြေအနေမှာရှိနေတဲ့အတွက်ခရမ်းရောင်မြူခိုးတွေကိုအလွန်ကြုံရှုရှိုက်မိသွားတယ်မျိုးဗီဇပြောင်းသွားတဲ့ကျန်းဟုံကတားရဲတကောင်လိုဟိန်းဟောက်လိုက်ပြီးအဲ့ဒါကအသက်ရှင်နေတဲ့တွေးသားတွေကိုဗီဇအရာတောင့်တနေတာပဲမျိုးဗီဇပြောင်းကျန်းဟုံကဒေါသတကြီးအော်ဟစ်ပြီးအထင်းကုတ်မဲ့နေတဲ့တင်ကားတစ်စီးလိုပြေးဝင်လာတဲ့ခြားသူကပေါင်လုံးထက်တောင်တုတ်တဲ့မျိုးဗီဇပြောင်းလက်မောင်းကြီးကိုဝှေ့ရမ်းလိုက်ပြီးလေတိုးတန်တွေနဲ့အတူကျွန်တော်ခေါင်းကိုပြင်းပြင်းထန်ထန်ထုချလိုက်တဲ့ဒီလက်သီးရဲ့အင်အားကအနည်းဆုံးကီလိုဂရမ်900လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်ကကိုနည်းနည်းလေးပဲရှောင်လိုက်တဲ့လေထဲမှာအရေးကြံခဲ့လောက်အောင်မြန်ဆန်လွန်းတယ်ကျွန်တော်အကြည့်တွေကအေးဆက်နေပြီးညာလက်ကိုလက်တိုင်းခုတ်တန်ပြုတ်လို့ကလက်ထိတ်ကအယိုးစုတွေကိုထုတ်လိုက်တယ်ဒါကအဆင့်စွမ်းရည်နဲ့တာမန်အဆင့်မျိုးဗီဇပြောင်းကောင်တို့ရဲ့ကွာခြားချက်ပဲကျွန်တော်ကျမ်းပြင်ပေါ်ကအလောင်းကိုတစ်ချက်တောင်မကြည့်ပဲမျိုးဗီဇပြောင်းကြံဟုံလောင်းခွဲထုတ်လိုက်တယ်ဒါကကဘာပြက်ကတ်မှာတုံးတဲ့ငွေကြီးဖြစ်တယ်လို့စင်ကဲပြည့်ရဲ့အရင်မြစ်လဲဖြစ်တဲ့ကျွန်တော်ဖုတ်ကောင်ဦးတိုင်းကိုပါဇက်ထဲပစ်ထည့်လိုက်ပြီးတကြားလုံးဝသလိုဝါးစားမျိုးချလိုက်တဲ့နှွေးထွေးတဲ့စီးစင်းမှုတစ်ခုဝမ်းပိုက်ထဲရောက်လာပြီးခုနကတိုက်ခိုက်လို့ကုံသွားတဲ့ခွန်အားနည်းနည်းလေးကချက်ချင်းပြန်ပြေးသွားတယ်ဒါပေမဲ့ကျွန်တော်ကကိုနည်းနည်းလေးပဲရှောင်လိုက်တယ်လေထဲမှာအရေးကြံခဲ့လောက်အောင်မြန်ဆန်လွန်းတဲ့မျိုးဗီဇပြောင်းကျန်းဟုံရဲ့လက်သီးကကွန်ကရစ်ကျမ်းပြင်ကိုထုမိသွားပြီးမျက်နှာတစ်စလုံးလောက်ရှိတဲ့ကျင်းကြီးတစ်ခုဖြစ်သွားကကြောက်စရစ်ခဲတွေလွင့်စင်သွားတယ်ကျွန်တော်ကတော့သူ့ဘေးမှာရောက်နေပြီမလောက်သေးဘူးနေလုံးနဲ့ကျွန်တော်ကောင်းမော်ပြီးကိုတော်အပြင်ဘက်ကခရမ်းရောင်မြူခိုးတွေဖုံးလွှမ်းနေပြီးအော်ဟစ်တန်တွေစက်တိုက်ထွက်ပေါ်နေတဲ့ကြောင်ဝင်းကြီးကိုလှမ်းကြည့်လိုက်တယ်တကားအပြင်ဘက်မှာတော့ရင်းနှီးနေတဲ့ကြောင်ဝင်းကြီးကတက်ကွင်းကြီးအဖြစ်ပြောင်းလဲနေပြီးဒီဘက်ကိုပြေးအနောက်ဘက်အချမ်းမှာလူနေတယ်ကဲကြပါဦးမြန်လို့သူတို့မိလာတော့မယ်ခေါင်းဖြတ်ခံထားရတဲ့ရင်ကောင်းတွေလိုစာတင်ဆောင်ဘက်ကနေပြေးထွက်လာကြတယ်သူတို့တကူလုံးမှာသွေးတွေပြေးကြွကြောက်ရွံ့မှုတွေအပြည့်ပါပဲအရှိဆုံးကပြေးလာတာကဘတ်စကတ်ဘောအင်ဂျီဝတ်ထားတဲ့ကောင်လေးတစ်ယောက်လက်ထဲမှာကြမ်းတိုက်တဲ့တုပ်ကိုကင်ထားပြီးသူ့ပုံမြန်ပြေးနိုင်ဖို့လမ်းပိတ်နေတဲ့မိန်းကလေးကိုယူသွတ်စွာဖဲထုတ်ပြနေတယ်အဲ့ဒီလူအုပ်ကြီးရဲ့အနောက်မှာတော့အေယာမအရွယ်စားရှိတဲ့တွားတဝါကြီးတစ်ကောင်လိုက်ပါလာတယ်ပင့်ကူတစ်ကောင်လိုမျိုးမြေပြင်ပေါ်မှာဝတ်တွားပြီးရှောက်သွားနေတယ်ဝမ်းပိုက်ပိုင်းကကွဲအပ်သွားပြီးထက်မြက်တဲ့သွားတွေအပြည့်နဲ့ပါဆက်ကြီးတစ်ခုပွင့်လာတယ်နောက်ဆုံးမှာပြေးနေတဲ့လူဝါကြီးတစ်ယောက်ကိုချက်ချင်းပဲပက်ရစ်ဖမ်းဆီးလိုက်တယ်ကဲကြပါဦးလီဟောက်ရင်ငါကိုကဲပါဦးလူဝါကြီးကဘေးနားကတစ်ပင်တပင်ကိုလှမ်းဖမ်းဆွဲထားပြီးမျောလင်းချက်မဲ့စွာနဲ့အကူအညီတောင်းနေတယ်ရက်မပေးတဲ့အပြင်ပို့ပြီးတော့တောင်းအချိန်ပြင်းပြေးသွားတော့တယ်အဲ့ဒီအပြင်သူ့ဘေးနားကမိန်းကလေးကိုပါနောက်ဘက်ကိုတွန်းပစ်လိုက်တယ်အဲ့ဒီမိန်းကလေးကိုတုံပြီးတာရဲကြီးရဲ့အမြင်အာရုံကိုပိတ်ဆို့ဖို့ကြိုးစားတာပါလူတဘာဝဆိုတာဘယ်နဲ့ချိန်မဲ့ကြည့်တကယ်ကိုဆက်ဆုပ်ရွံရှာဖို့ကောင်းတာပဲငါကလမ်းလေခေါင်မှာရက်နေပြီးလက်နှစ်ဖက်ကိုအိတ်ကက်ထဲထည့်ထားတဲ့ဖဲဆန်းလမ်းမပိတ်နဲ့လီဟောက်ကလမ်းပိတ်ရက်နေတဲ့ငါကိုမြင်သွားတယ်ဒီလိုအရေးကြုံနေတဲ့အချိန်မှာကြောက်လန့်ပြီးကြောင်ဣနေတဲ့လမ်းသွားလမ်းလာတယောက်လိုပဲတတ်မှတ်လိုက်ပုံရတာလက်ထဲကကြမ်းတိုက်တံကိုမြောက်ပြီးငါပခုံးစီလွှဲရိုက်လိုက်တယ်ကျန်းတိုက်တန်ကငါပခုံးနဲ့3စင်တီမီတာကွာမှာရက်တန်သွားတယ်ငါကလက်ညှိုးတစ်ချောင်းပဲထုတ်လိုက်ပြလီဟောက်ငါလက်ကြီးငါမင်းကိုတတိပေးခဲ့တာပဲလီဟောက်ဆက်ပြီးပြဿနာရှာနေအောင်မယ်ဆိုရပို့ပြီးနာကျင်ရရက်မှန်မြေပြင်ပေါ်ကလီဟောက်ကိုငါဂယုမဆိုင်အဲ့ဒီလူဝါကြီးကိုဝါမျိုးနေတဲ့အငမ်းမရပင့်ကူကြီးစီရောက်သွားတာအဲ့ဒီသားရဲကြီးကလည်းငါစီကနေသူ့လိုမျိုးသားရဲအရှိန်ဝါကိုခံစားမိပုံရတယ်ဒါပေမဲ့အဲ့ဒါကသူ့ထက်ပိုပြီးအစင်းမြင့်နဲ့အမဲလိုက်ခေါင်းဆောင်တယောက်ရဲ့အရှိန်ဝါမျိုးပဲဝမ်ပိုက်ကပါဆက်ကြီးကနေအတန်နှိမ့်နဲ့ဟိဟောက်လိုက်တဲ့မမျောလင်းပဲကြောက်ရွံ့တုန်လှုပ်မှုတွေအရေးရောင်ပြတ်တက်လာတဲ့ဝါအောင်စားပြီးပင်လူအုပ်ကြီးကမျက်စိတမိတ်အတွင်းဘာဖြစ်သွားမှန်းမသိလိုက်ရပဲလက်တစ်ဖက်နဲ့သူ့ရဲ့အမွှေးတွေကိုဆွဲကင်ပြီးသူ့ခေါင်းကိုအတင်းဆွဲမလိုက်တဲ့ညာဘက်လက်ကအယိုးစုကလွန်သွားတစ်ခုလိုလဲပတ်ပြီးကဲတင်ချင်းအပီးနဲ့စူပါမားကတ်အတွင်းအချိန်ငါကတားရဲကြီးရဲ့ခေါင်းထဲကနေစိမ့်လက်နဲ့စွမ်းအင်ကြောက်ခဲလေးတစ်ခုကိုနှိုက်ယူလိုက်ပြီး
တကူလုံးမှာသွေးတစ်ဆက်တောင်မပေးချင်နေတာကိုမြင်တော့နောက်ဆုံးမှာတော့ယူသွတ်တဲ့မျောလင်းချက်တွေအဖြစ်ပြောင်းလဲသွားတဲ့ကောက်ရိုးတမြင်ကိုဆွဲကင်လိုက်ရတဲ့မျက်လုံးမျိုးပဲလူအုပ်ကြီးကချက်ချင်းပဲဝိုင်းအောင်လာကြတယ်ငါရဲ့ဘောင်းပီနာကိုလာဆွဲဖို့စူးစမ်းနေကြတဲ့မင်းကသူတို့ကိုတေအောင်တက်လိုက်တာပဲဟုတ်တယ်သူပြောတာမှန်တရားမင်းလူတိုင်းကိုရှင်းပြရမရငါတို့လည်းအဖြေကိုသိချင်တယ်ငါကလီဟောက်ကိုခြေတကန်ကန်လွတ်လိုက်တဲ့လီဟောက်ကချက်ချင်းပဲအသက်ပြောက်သွားတော့တယ်ငါတို့ရဲ့ဖြောက်မှတ်ပြီးကျင်းနာတတ်တဲ့ចောင်းသားကိုတောင်ကူးဆက်သွားစေခဲ့ပြီးပဲငါကဆက်ဆုပ်ရွှင်ရှာစွာနဲ့ပြောလိုက်တရားစာတင်ဆောင်ဘက်ကနေရုတ်တရက်ဖုတ်ကောင်တွေရဲ့ဟိန်းဟောက်တန်တွေထွက်ပေါ်လာရပို့ပြီးတော့ကြီးမားတဲ့ဖုတ်ကောင်အုပ်ကြီးကိုဆွဲဆောင်လိုက်တာပဲမင်းတို့ကံကောင်းပါစေဗျာလူရိတ်ကမြူတူတွေကြားတဲ့ချက်ချင်းပြောက်ကွယ်သွားခဲ့တဲ့နောက်ကွယ်မှာတော့ចောင်းသားတွေရဲ့မျောလင်းချက်မဲ့ငိုကြွေးတန်တွေနဲ့စားကြီးကိုဘယ်မှာသွားရှာရမလဲဆိုတာကိုတောင်တွေးနေမိသေးတဲ့ဖြူစင်လုံးတဲ့သူတွေကအရင်တေးပြီးရုပ်မာတမ်းမာသူတွေပဲထာဝရရှင်တမ်းမဲ့ကြံကြံတက္ကသိုလ်ရဲ့စူပါမားကတ်ကအရှိဘက်ကျောင်းဝင်းနဲ့အဆောင်ဝင်းကြားကလမ်းစုံမှာတည်ရှိတယ်ဒါပေမဲ့အခုတော့ဒီနေရာကကြီးမားတဲ့ဖန်မှုကြီးတစ်ခုလိုဖြစ်နေပြီးစူပါမားကတ်ရဲ့တကားလိပ်ကိုတဝက်လောက်ချထားပြီးဖန်ပြတင်းပေါက်တွေကိုလည်းအကုန်ပစ္စည်းစင်တော့ဒီနဲ့ရေမွေးပုံးတွေတုံးပြီးပိတ်ဆို့ထားတဲ့သွေးလက်ရာတွေနဲ့စစ်ကက်ဆေးကတ်တဲ့အရည်တွေကိုခြံထားခဲ့ကြတဲ့ကြံချံတက္ကသိုလ်ရဲ့စူပါမားကတ်ကအရှိဘက်ကျောင်းဝင်းနဲ့အဆောင်ဝင်းကြားကလမ်းစုံမှာတည်ရှိတဲ့ပုံမှန်ဆိုရင်ဒီနေရာကကျောင်းသားတွေအလားဆုံးနေရာတစ်ခုပေါ်စူပါမားကတ်အတွင်းလေထုကမတန့်ရှင်းပဲညဉ့်ညမ်းနေတဲ့လူမြောက်သူကျောင်းသားအယောက်90လောက်ကဒီထဲမှာတိုးဝေးနေကြတာလူအုပ်ရဲ့အလဲမှာတော့အဖြူရောင်ကောင်းဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ရှိနေတယ်သူ့ရဲ့ထူးခြားလှပတဲ့ရုပ်ရည်ကိုတော့ဖုံးကွယ်မထားနိုင်ပါဘူးလင်းဝေငါရဲ့အရင်ဘဝကနတ်သမီးလေးလည်းဖြစ်ခဲ့ဘူးတယ်အခုချိန်မှာသူကစာပွဲခုံတစ်ခုပေါ်မှာရက်နေပြီးလက်ထအတန်းကနည်းနည်းတုံရင်းနေပေမဲ့ခေါင်းဆောင်တယောက်ရဲ့ပြတ်သားတဲ့အရှိန်အဝါမျိုးတော့ထွက်ပေါ်နေတော့မယ်လူတိုင်းမလန့်ကြပါနဲ့ငါဖုန်းနဲ့ကြောင်းပြင်ကငါဦးလေးကိုဆက်သွယ်ထားပြီးစစ်တပ်ကငါတို့ကိုလာခဲ့တော့မှအခုရှိတဲ့ရိတ်ခါတွေကိုစနစ်တကျခွဲတန်းချရမယ်ယောက်ျားလေးတွေကတကားဝကိုပိတ်ဆို့ထားဖို့တာဝန်ယူရမယ်မိန်းကလေးတွေကကုန်ပစ္စည်းစင်တွေကိုရှင်းလင်းရမယ်ငါကိုအပြစ်မတင်နဲ့တော့အားနာနေမှာမဟုတ်ဘူးသူ့ရဲ့ညွှန်ကြားမှုအောက်မှာတန်မာတဲ့ယောက်ျားလေးတွေသူ့ဘေးမှာဝန်းရံထားကြတယ်ပြီးတော့အခြားចောင်းသားတွေကိုအာနာပြပြီးအော်ဟစ်နေကြတယ်ဟေးမျက်မှန်နဲ့ကောင်ချောကလက်ကိုခိုးမစားနဲ့ထုတ်ပေးစမ်းပြီးတော့မင်းမှာပဲတကားဝကိုသွားပြီးထိန်းထားချင်နောက်မှာပဲပုံမနေနဲ့လင်းဝေကသူကိုယ်တိုင်ထိန်းချုပ်ထားတဲ့အခြေအနေကိုကြည့်ပြီးမျက်လုံးထဲမှာကျေနပ်ကုန်ယူတဲ့အရေးအယောင်လေးဖြတ်ပြေးသွားတယ်သူကတကယ်ကိုလိမ္မာပါနဲ့တဲ့မိန်းကလေးပဲဒီလိုပြန်ပရာဖြစ်နေတဲ့ကဘာပြက်ကတ်ထဲမှာအသက်ရှင်ကြံရစ်ခြင်းရင်ရိတ်ခါပစ္စည်းတွေတင်မကပဲအာနာပါရှိဖို့လိုတဲ့ယာယီဖွဲ့စည်းထားတဲ့အဖွဲ့အစည်းလေးတစ်ခုပဲဖြစ်နေပါစေဦးဒုံရုတ်တရက်ကုံစုံဆိုင်နောက်ဖေးပေါက်ကမိခံတကားစီကနေအတန်ကျဲကြီးထွက်ပေါ်လာခဲ့တယ်ဘာဖြစ်တာလဲနောက်တကားကိုပိတ်ဆို့ထားတာမဟုတ်ဘူးလားမြ мян နားလည်ပြီလားငါနောက်ကိုလိုက်ခဲ့ယောက်ျားလေးအချို့အပြေးလွှာသွားကြစင်မှာပဲဖုံမုံတွေအလိမ့်လိမ့်ကြတဲ့ကနာပိန်ပိန်ပါပါလူရိတ်တစ်ခုဟာမိသက်ပစိန်တလက်ကိုကင်ပြီးရှောက်ဝင်လာခဲ့တယ်။သူဟာစုပ်ပြဲနေတဲ့တီရှပ်အဖြူတစ်ထည်ကိုဝတ်ဆင်ထားပြီးတကူလုံးမှာခရမ်းရောင်တွေးကြောကွက်ဆန်းတွေပြည့်နှက်လိုနေတယ်။ကြောက်လန့်တကြားနောက်ကိုစုပ်ပြေးကုန်ကြတယ်။ဒါပေမဲ့လင်ဝေးကထိုမျက်နှာကိုတဲတဲကွဲကွဲမြင်လိုက်ရတယ်။သူကရှုကျင်ချမ်းပဲသူမမယုံနိုင်တော့အောင်မျက်လုံးအဝိုင်းသားဖြစ်သွားခဲ့တယ်။သူမရဲ့အမြင်ထဲမှာတော့တခါတရံမှသာသူမကိုတိမ်ငယ်စိမ့်နဲ့အားကြမျက်နှာတဲ့အကြည့်တွေနဲ့ခိုးကြည့်လေးရှိတာလွန်ခဲ့တဲ့တနားရီကျော်ကစာတင်ခန်းထဲမှာရင်သူဟာလူလူတယောက်လိုအပြင်ကိုဝုန်းတိုင်းကျဲပြေးထွက်သွားခဲ့သေးတာမျက်စိရှိကရှုကျင်ချနာတကူလုံးတွေးညီနှံ့တွေနဲ့လူတက်ငွေတွေပြင်းပြင်းထန်ထန်ထွက်ပေါ်နေတယ်အဲ့ဒီမျက်ဝန်းတွေထဲမှာဘာမျက်နှာမှုမှမရှိတော့တဲ့အပြင်အဲ့ဒီလိုဖိအားပေးနိုင်တဲ့အရှိန်အဝါဟာအပြင်ကဇွန်ဘီတွေထက်တောင်ပိုပြီးကြောက်စရာကောင်းနေခဲ့တယ်။ငါကတော့လူတိုင်းရဲ့ထိတ်လန့်အံ့ဩနေတဲ့အကြည့်တွေကိုလစ်လျူရှုပြကယ်လိုရီမြင့်မာတဲ့အစားအစာတွေရှိရာဆုံးစီတန်တန်မတ်မတ်လျှောက်သွားလိုက်တယ်။ငါခန္ဓာကိုယ်ဟာခုနကတိုက်ပွဲကြောင့်စွမ်းရည်တွေအများကြီးကုန်ခန်းသွားခဲ့ပြီးရိတ်တာတွေကိုတေချာခွဲတန်းချထားတာကွာမင်းစီကမသိဘူးလားလင်းဝေးဘေးကကြမ်းချံဆိုတဲ့ယောက်ျားလေးသူမရဲ့နံပါတ်1အမီးလောက်ခွေဖြစ်ပြီးတာမန်ချိန်တွေမှာတိုက်ကွန်ဒိုကလပ်ရဲ့ဥက္ကဋ္ဌလည်းဖြစ်ခဲ့ရငါကတော့လှုပ်ရှားမှုမပြတ်ပဲအမဲ6တထုပ်ကိုထပ်မံဖောက်လာတယ်ဒီကစီကန်းကိုဘသူကတတ်မှတ်တာလဲသူမဟာဘာကိုမှမကြောက်တဲ့ငါရဲ့ပုံစံကိုကြည့်ပြီးစိတ်ထဲမှာအနှဲငယ်ကြောက်ရွံ့မိပေမဲ့ငါလက်ထဲကပစိန်နဲ့တိုက်ပွဲအတွေ့အကြုံရှိတဲ့ကိုဟန်နေထားကိုမြင်လိုက်ရတဲ့အခါဒီလူယူကိုသာစီယုံနိုင်ရင်ငါရဲ့လုံခြုံမှုကအများကြီးပိုစိတ်ချရမှာပဲဒါကြောင့်သူမကတနာဆက်ဖွယ်မျက်နှာပေးလေးကိုချက်ချင်းပြောင်းလဲပြီးလေတန်အေးလေးနဲ့ပြောလိုက်တယ်ကျင်ချန်ကျန်းချန်ကစကားပြောရိုးလုံးလို့ပါစိတ်ထဲမထားပါနဲ့ရိတ်ခါကိုလည်းနှစ်ဆပိုယူလို့ရတဲ့အရင်ဘဝတုန်းကလည်းသူမဟာဒီနီလန်းကိုတုံးပြီးလူပေါင်းများစွာကိုလက်ခုပ်ထဲကရေလိုကစားခဲ့တာငါရဲမိသွားတယ်ရေလွန်းလို့ပခုံးတွေတောင်တုံခါနေခဲ့တယ်ဒုအဖွဲ့ခေါင်းဆောင်နှစ်ဆပိုရမယ်ငါလင်ဝေးစီကိုတလန်းချင်းလျှောက်သွားလိုက်တာကျန်းချန်ကဝင်တားဖို့ကြိုးစားခဲ့တဲ့လက်ကိုဝေရမ်းလိုက်ယုံလေးတင်ဖြန်းခက်ဆက်ဆက်အတန်ကြီးထွက်ပေါ်လာခဲ့တဲ့ကျန်းချန်ရဲ့ပေါင်180လောက်ရှိတဲ့တမထွားချိုင်းနဲ့ခန္ဓာကိုယ်ကြီးဟာစုပ်ပြဲနေတဲ့အယုံမတယုံလိုပဲလွင့်ထွက်သွားပြီးနာကျင်လို့အော်တောင်မအော်နိုင်ပဲတတိလစ်သွားခဲ့တဲ့ဆိုင်တစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားရတယ်ချက်ချင်းပဲငုံငက်ကလေးတွေလိုခေါင်းငုံသွားကြတော့တယ်ဒါကလူကောဟုတ်ရဲ့လားငါလင်ဝေးရှိကိုရှောက်သွားလိုက်တဲ့လင်ဝေးကတော့ကြောက်လက်တကြားနဲ့စပွဲပေါ်ကိုလဲကျသွားရင်တုံတုံရင်ရင်နဲ့ပြောရှာတယ်ငါလက်ကိုဆန့်ပြီးလင်ဝေးရဲ့လှပတဲ့မေးစေးကိုဆွဲကင်လိုက်တယ်လက်ချောင်းထိပ်ကအယိုးစုတွေဟာအနှဲငယ်ထွက်ပေါ်လာကအရင်ကရှုကျင်ချန်ကတော့တကယ်မျက်စိကန်းတယောက်ဖြစ်ခဲ့တာမှန်ပါတယ်ငါမင်းကိုတကယ်စီကန်းအစ်စ်အမှန်တခုအကြောင်းပြောပြချင်တယ်ကဘာပြက်ကတ်ထဲမှာတမသူရဲ့ပေးကမ်းမှုကိုတနာမြတ်တာလို့ခေါ်ပြီးအဲ့ဒီအချိန်မှာပဲရုတ်တရက်ကြောက်မက်ဖွယ်ရာတိုက်မိတန်ကြီးထွက်ပေါ်လာခဲ့တဲ့အဲ့ဒီအချိန်မှာပဲကုံစုံဆိုင်အရှိပေါက်ကရိုင်းနေနေတဲ့မှန်နရန်ကြီးစီကနေရုတ်တရက်ကြောက်မက်ဖွယ်ရာတိုက်မိတန်ကြီးထွက်ပေါ်လာခဲ့တဲ့တကားကိုပိတ်ဆို့ထားတဲ့စင်တွေကိုတိုက်ခွဲပြီးဝင်လာခဲ့ပြီးအဲ့ဒီဇွန်ဘီရဲ့တကိုယ်လုံးအရေးပြားဟာတန်မဏိလိုမိခိုးဖြူရောင်တန်းနေပြီးလက်မောင်းနှစ်ဖက်ဟာအေယာမအယိုးတူကြီးနှစ်ခုအဖြစ်ပြောင်းလဲနေခဲ့တဲ့ပါဇက်ကနိုင်ရွက်အထိဖျက်ဆီးနေပြီးဗီဇပြောင်းလဲထားတဲ့အကောင်အယိုးချေမုံရီသမားဝင်လာခဲ့ပြီးမိစ္ဆာကောင်ဝင်လာပြလူအုပ်ကြီးတကယ်ကိုပယံပါတာဖြစ်သွားတော့တယ်ပြင်းထန်တဲ့လူနေမိမှုတွေဖြစ်ပွားခဲ့တယ်ကဲပါဦး
ကျင်ချန်ငါကိုကဲပါဦးမင်းပြောတာမှန်သမျှငါအကုန်နားထောင်ပါမယ်ငါကိုခေါ်သွားပေးပါသူမတိလိုက်ပြီးအခုချိန်မှာဒီယောက်ျားတစ်ယောက်တည်းသာအသက်ရှင်အောင်လုပ်ပေးနိုင်မယ့်မျက်ဝန်းထဲမှာလှောင်ပြောင်လိုတဲ့အရေးအယောင်တွေဖြစ်ပြေးသွားခဲ့တယ်ငါကလင်ဝေးရဲ့အင်ဂျီကောလာနောက်ကနေဂျိုင်းခနဲ့ဆွဲကင်လိုက်ပြီးဟိန်းဟောက်နေတဲ့အယိုးချီမုံရီသမားစီကိုသူမကိုရက်ရက်ဆက်ဆက်တွန်းပို့လိုက်တော့တယ်အခုချိန်မှာတော့ရိုက်တက်ခံလိုက်ရတဲ့ရင်ကောင်းကောင်းလိုနေရမှာကတ်သွားရှာတဲ့ငါရဲ့ကိုဟန်ဟာလျက်စီးလိုမြန်ဆန်သွားခဲ့တဲ့ငါအမြင့်ကြီးကိုခုန်တက်လိုက်ပြီးခြေနှစ်ဖက်နဲ့အယိုးချေမုံရီသမားရဲ့ပခုံးပေါ်ကိုနင်းလိုက်တယ်ထိုမိစ္ဆာကောင်ရဲ့နောက်ကြည့်နေတဲ့မျက်လုံးအစုံတွေကိုပြင်းပြင်းထန်ထန်ထိုးဆိုင်ချလိုက်တယ်အယိုးချေမုံရီသမားဟာအော်တောင်ကောင်းကောင်းမအော်နိုင်ပဲအေယာမခန္ဓာကိုယ်ကြီးကဝုန်းကနေလဲကျသွားတော့တယ်ငါမြေပြင်ပေါ်ကိုပြန်လဲဆင်းသက်လိုက်ပြီးရစ်စတဲအမြူတွေကိုကျွမ်းကျင်စွာထုတ်ယူလိုက်ပြီးနောက်စင်ဘော်ကခီးဆောင်အိတ်ကိုအမြန်ဆွဲယူကကယ်လိုရီများတဲ့အစားအစာတွေကိုအိတ်ထဲအကုန်သိမ်းကျုံထည့်လိုက်တယ်ကျွန်တော်စူပါမားကတ်နဲ့တိတ်မဝေးတဲ့နေရာမှာပဲရှိသေးတယ်ခန္ဓာကိုယ်ရဲ့ကြွက်သားစင်တီမီတာတိုင်းကအော်ဟစ်နေကြတယ်ကျန်းချန်တက္ကသိုလ်ရဲ့ဂေဟာစနစ်ရုပ်ခပေတဲ့ဥယျာဉ်အဲ့ဒီနေရာကပြီးခဲ့တဲ့ဘဝတုန်းကအထူးရဲတပ်ဖွဲ့ငယ်လေးကြာဆုံးခဲ့တဲ့နေရာပဲရုပ်ခပေတဲ့ဥယျာဉ်ရဲ့မှန်မိုးခုံးပေါ်မှာခရမ်းနဲ့ရောင်မှုမြင်တွေပြည့်နေနေပြီးကြီးမားတဲ့အသက်ရှူအစာအိမ်အိတ်ကြီးတစ်ခုလိုဖြစ်နေတယ်ကျွန်တော်တကားတဲ့ကိုလှမ်းဝင်လိုက်ရုံရှိသေးတယ်ထိပ်ဖျားတွေကငါးကြီးတွေရဲ့ပတ်ဟက်လိုမျိုးမေးတွင်းဝတွေပွင့်ဟလာတယ်ဖုံဖုံဖုံချောင်းမြောင်းတိုက်ခိုက်တဲ့နွယ်ပင်တွေမြေပြင်ပေါ်မှာရိုက်နှက်ခံလိုက်ရတယ်။မြောင်ပင်စီပေါ်မှာပေါ်လာတဲ့လူမျက်နှာကိုကျွန်တော်မြင်လိုက်ရတဲ့ဥယျာဉ်မူအိုကြီးရဲ့ဝေဝါးနေတဲ့မျက်လုံးတွေကတစ်ကြိတ်ကြိတ်တွေဖြစ်သွားပြီးသူ့ရဲ့အောက်ပိုင်းကတစ်မြစ်တွေနဲ့လုံးဝပေါင်းဆက်သွားခဲ့တယ်စလိုက်တာ။တစ်ပင်စီကြီးစီကနေအုံကနေဆိုတဲ့အတန်နဲ့ကြီးထွက်ပေါ်လာတဲ့ကျွန်တော်တစ်ပင်စီပေါ်ကိုနင်းတက်ပြီးရိုးသားနဲ့မျက်ခုံးအလဲကိုထိုးဆိုင်လိုက်တဲ့ညစိမ်းရောင်ခရစ်စတယ်အမြူတွေတစ်ခုလက်ဖွားထဲကျလာပြီးရုပ်ခပေတဲ့ဥယျာဉ်တစ်ခုလုံးချက်ချင်းညှို့နှံသွားတယ်ကျွန်တော်ခရစ်စတယ်အမြူတွေကိုဝါမြူလိုက်တဲ့အခါအေးမြတဲ့သက်ဆောင်အားတွေခန္ဓာကိုယ်အနှံ့စီးဆင်းသွားတဲ့အယိုးလံတွေကိုအတင်းအဓမ္မထုတ်လိုက်ရလို့ကြောပြင်မှာစုပ်ပြဲသွားတဲ့ဒဏ်ရာတွေဟာမျက်စိရှိတင်ပဲပြန်လဲကောင်းမွန်လာတဲ့9 model rifle တစ်နက်တစ်လက်ပြင်းအားကောင်းလက်ပစ်ပုံ3လုံးနဲ့တွေးဆိုးနေတဲ့မြေပုံတစ်ချသူတို့တွေပောက်ဖွားနေကြပြီးတားဖောက်ရနေရကအချိန်မတိုင်ခင်ပေါ်လာခဲ့တာပဲကျွန်တော်တိုက်ပွဲဝင်ကြိုးဖို့အိတ်ကိုလွယ်ပြီးစာကြည့်တိုက်ဘက်ကိုလှမ်းကြည့်လိုက်တယ်ကျွန်တော်စာကြည့်တိုက်ကိုတမ်းမသွားသေးဘူးခန္ဓာကိုယ်ထဲကစွမ်းအားနှစ်ခုကပရိပခဖြစ်နေလို့ပဲတက်ဆောင်အားကျွန်တော်အရေးပြားကတစ်ချက်အေးလိုက်တစ်ချက်ပူလိုက်ဖြစ်နေပြီးအယိုးတွေထဲကနေပောက်ကွဲတံတွေထွက်ပေါ်နေတယ်ကျွန်တော်မတီမီဒီယာစာသင်ခန်းတစ်ခုရဲ့တကားကိုကန်ဖွင့်လိုက်တော့အထဲမှာကျောင်းသား20ကျော်လောက်ထောက်မှစုပြုံနေကြတယ်ကျွန်တော်စင်ပေါ်မှာတင်ပလင်ခွေထိုင်ပြီးမျက်လုံးမိတ်ကစွမ်းရည်တွေကိုလမ်းကြောင်းပေးလိုက်တယ်ကြီးမားသောဘလူးကြခန့်စနစ်ထိန်းချုပ်မှုစနစ်အယိုးစုမင်းဆိုပြီးခဲ့တဲ့ဘဝတုန်းကကျွန်တော်ကိုရွေးခဲ့တယ်ဒါပေမဲ့ဒီဘဝမှာတော့ကျွန်တော်ကခံနိုင်ရရှိရမယ်တိုက်ခိုက်နိုင်ရမယ်အရာအလုံးကိုချေမုန်းနိုင်ရမယ်ကိုရွေးတယ်ကျွန်တော်ရဲ့ကြောရိုးတွေယူသွတ်စွာတူပွားလာပြီးဖြူဆွနေတဲ့အယိုးစုတွေကအရေးပြားကိုဖောက်ထွက်လာတာဒိုင်နိုဆောတွေရဲ့ကြောရိုးစုတွေလိုပဲနက်မောင်တဲ့အယိုးချက်ကတွေကရင်ဘက်ကနေပြန့်နှံ့သွားပြီးပခုံးနှစ်ဖက်နဲ့ပေါင်တွေကိုဖုံးလွှမ်းသွားတယ်အဆင့်2အဆင့်ဦးအယိုးစုမင်းဆိုစွမ်းရည်အစ်အယိုးစုလက်နဲ့တက်ဆင်ခြင်းကျွန်တော်မက်တက်ရက်လိုက်တော့အယိုးချက်ကာရီစီကနေကြောက်ချက်ဆိုတဲ့အတန်တွေထွက်လာတဲ့လက်သီးတစ်ချက်ကခန္ဓာရင်ရှိတဲ့နေရန်ကြီးကိုဖောက်ထွက်သွားနိုင်တဲ့တုံးစာတင်ကန်းနောက်တကားတွန်းဖွင့်ခံလိုက်ရပြီးအဆင့်2ချုပ်ဆက်အလောင်းကောင်ကြီးတစ်ကောင်တိုးဝင်လာတဲ့သူ့မှာခေါင်း3လုံးလက်မောင်း9ခုရှိပြီးအလောင်းများစွာပေါင်းဆက်ထားတာဖြစ်တယ်ကျွန်တော်ခြေတလန်းမှနောက်မဆုတ်ခဲ့ဘူးသူကျွန်တော်ရှေ့ကိုပြေးဝင်လာပြီးအဲ့ဒီလက်မောင်းတွေနဲ့ကျွန်တော်ရင်ဘက်ကိုထုရိုက်တာကိုကြည့်နေလိုက်တယ်ကျွန်တော်ဖြောက်လက်သီးတစ်ချက်ထိုးလိုက်တယ်စင်စစ်အိတ်ကန်ခွန်အားတက်တက်ပဲအလဲကခေါင်းကြီးကိုထိမှန်သွားပြီးဖျဲသီးပုတ်ကြီးကွဲထွက်သွားတယ်လို့ဖြစ်သွားတယ်အသက်ရှင်ခြင်းရင်ဒါကိုတုံးပြီးဖုတ်ကောင်တွေကိုတတ်ဖို့တင်ယူချက်ကျွန်တော်ចောင်းသားတွေစီကိုဓာတ်မြောင်တစင်းပစ်ပေးလိုက်ပြီးစာတင်ခန်းထဲကထွက်လာခဲ့တယ်ကျွန်တော်လေးထက်မြောက်ကအမှုပညာဌာနစနေရခန်းကိုတက်လာခဲ့တယ်ဒီနေရာကထူးဆန်းစွာတိတ်ဆိတ်နေတဲ့ကော်စောကသွေးတွေကိုစုပ်ယူထားလို့နင်းလိုက်ရင်ဆွတ်ဆိုတဲ့အတန်တွေထွက်နေတယ်မိုးဆက်နဲ့ဘီတိုဗင်တို့ရဲ့ပုံတူပကြီးကားတွေမှာသွေးညစ်တွေပြေးကျန်နေတာဟာမျက်ရည်ကျနေတယ်လို့ပဲကျွန်တော်နားစီတွေတုန်ခါသွားတယ်အထက်ကအနက်ဆိုင်ဆုံးလေ့ကျင့်ရေးခန်းမထဲကနေကျိန်နှုံးမြင့်အတန်လိုင်းတွေထွက်ပေါ်နေတာဒါဟာအာယုံခံစနစ်ဗီဇပြောင်းလဲခြင်းရဲ့နိမိတ်လက္ခဏာပဲကျွန်တော်အတန်လုံးတကားကိုတုံးဖွင့်လိုက်တော့စတင်ဝေးစနေရကြီးရှိမှဝစ်စုံအပြည့်နဲ့ထိုင်နေတဲ့ဌာနမှုကီဝစ်စုံအပြည့်နဲ့ထိုင်နေတဲ့ဌာနမှုကိုတွေးလိုက်ရတဲ့အတန်လိုင်းတုန်ခါမှုကြောင့်အုံနောက်ပျက်စီးပြီးတိတ်ဆုံးသွားသည်ဗီဇပြောင်းလဲခြင်းဌာနမှုကပီယာနိုခလုတ်ကိုနှိပ်လိုက်ပြီးမြင်သာတဲ့လှိုင်းတုံတွေရိုက်ခတ်လာသည်ကျွန်တော်လက်မောင်းကိုမြှောက်ပြီးခုခံလိုက်သည်မျက်နှာပြင်မှာတင်းငယ်တဲ့အကွဲကြောင်းတွေပေါ်လာသည်အတန်လိုင်းကဂျက်ထုအသွင်ပြောင်းလဲသွားတာလားစိတ်ဝင်စားဖို့ကောင်းတာပဲသူကပါဇက်ကိုဟာပြီးစူးစူးဝါးဝါအော်ဟစ်လိုက်သည်အနှိမ့်ဆုံးအတန်လိုင်းကြီးကမှန်တွေကပောက်ကွဲသွားပြီးဆွဲမိအိမ်ကပြုတ်ကျလာသည်အရေပြားကနေသွေးတွေစိမ့်ထွက်လာပြီးတက်ဖြတ်လိုစိတ်ကပုံမူပြင်းထန်လာသည်9 မီတာ3 မီတာ1 မီတာသူ့ရဲ့ခွဲစိတ်ထားလိုမျိုးကျွန်တော်ရဲ့ရင်ဘက်စီတို့ထိုးဆိုင်လာသည်မြန်လိုက်တာကျွန်တော်ဘေးတိုက်ကိုမီတာဝက်လောက်ရှောင်လိုက်သည်ညာဘက်လက်ကအယိုးသားကရုတ်တရက်အစမတန်ကြီးထွားလာပြီးခလောက်ပီယာနိုကနှစ်ပိုင်းပြတ်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာအတူတူပြတ်တောက်သွားသည်ကျွန်တော်သူ့ရဲ့ရင်ဘက်ကိုနင်းလိုက်ပြီးတစ်ချက်တည်းနဲ့အသက်ပြောက်သွားစေသည်ကျွန်တော်မျိုးချလိုက်သည်အေးစိတ်နဲ့လျှက်စီးကြောင်းကအုံနောက်ထဲကိုစီးဝင်သွားပြီးကြားနိုင်စွမ်းနယ်ဘဲကထပ်မံကျပြန့်လာသည်ကျွန်တော်ထောင်းကတန်ဘီရိုစီတို့ကြည့်လိုက်ရအဲ့ဒီမှာအားနည်းတဲ့အသက်ရှူတန်ရှိနေသည်ထွက်လာခဲ့ပါကျွန်တော်လူကောင်းတွေကိုမတက်ပါဘူးကျွန်တော်ကိုမတက်ပါနဲ့ထူထပ်လာတဲ့အနီရောင်အဆက်တွေကမွေးဖွားတန့်စင်နေပြီးပုံရဲ့အနက်ဆိုင်ဆုံးနေရာမှာတော့ကြီးမားလာတဲ့သွေးနီရောင်ပုံတန်ကြီးတစ်ခုကနေလူကိုတုံလှုပ်ချောက်ချားစေတဲ့စွမ်းရည်လိုင်းတုံတွေဖြာထွက်နေသည်သူကဖုတ်ကောင်တွေကိုပဲမွေးထုတ်ပေးနေတာမဟုတ်ဘူးဖုတ်ကောင်ပရင်ကိုမွေးထုတ်ပေးနေတာစောစောကမင်းဘလို့လွတ်မြောက်လာတာလဲသူကပျက်စီးနေတဲ့စက်ပစ္စည်းကိုမြောက်ပြလိုက်သည်30%ပဲခုခံနိုင်ပေမဲ့မင်းကိုရွေးချယ်စရာနှစ်ခုပေးမယ်ဒီမှာနေပြီးဖုတ်ကောင်စာကျွေးမလားကျွန်တော်ခမားနဲ့လိုက်မယ်
အနီးကလိုက်ခဲ့ကျွန်တော်တို့ပီယာနိုခန်းထဲကနေပြတင်းပေါက်အပြင်ဘက်ကနေအမြောက်ကြီးတွေရဲ့ပောက်ကွဲတံထွက်ပေါ်လာသည်မိုးချင်းတံမဟုတ်ဘူးမိုးကုတ်ဆက်ဝိုင်းပေါ်မှာမင်းမောင်နေတဲ့ဖုတ်ကောင်လိုင်းလုံးကြီးတွေတိုးဝင်လာနေသည်ကျွန်တော်အဲ့ဒီဖုတ်ကောင်ပင်လယ်ကြီးကိုကြည့်လိုက်သည်မျက်ဝန်းထဲမှာကြောက်ရွံ့မှုမရှိဘဲမူဆိုးတယောက်ကတားကောင်အုပ်စုကြီးရွှေ့ပြောင်းတာကိုမြင်ရတဲ့စိတ်လှုပ်ရှားမှုမျိုးပဲရှိသည်မင်းရဲ့ drone ကဘလောက်အထိပြန်နိုင်လဲ2 ကီလိုမီတာလောက်ကျွန်တော်ကျောင်းဝင်းအလဲကနာရီစင်ကိုညွှန်ပြလိုက်သည်အဲ့ဒီကိုသွားမယ်ကြမ်းချန်တက္ကသိုလ်ကလုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့သည်စစ်တပ်ကမြေလံစနစ်ကိုတုံးပြီး2 ကီလိုမီတာကွာမှာအပူဖီအားပေးပုံးတစ်လုံးပောက်ကွဲသွားသည်မီးလုံးကြီးကလမ်းတစ်ခုလုံးကိုဝါမျိုးသွားပြီးတုံခါမှုလိုင်းကအဆောက်အုံမှန်တွေကိုခွဲပစ်လိုက်သည်အဲ့ဒါကကျွန်တော်တို့ရှိနေတဲ့တက္ကသိုလ်မျိုးတော့ပဲကပြင်းထန်တဲ့လေးတိုက်နှုံးကြောင့်အင်ဂျီစတွေလွင့်ပြန်နေသည်ကြည့်လိုက်ဦးအရှိတ်ဘက်မှာမီးပင်လေကြီးပဲဖုတ်ကောင်တွေကဒီဘက်ကိုပြေးလာနေပြီကျွန်တော်ရဲ့အမြင်အာရုံထဲမှာတော့ဖုတ်ကောင်အုပ်ကြီးထဲမှာအစစ်နှစ်အာနာရှင်ဖုတ်ကောင်10 ကနန်းလောက်နဲ့ကုန်ကားတစ်စီးစစ်တပ်ကဖုတ်ကောင်တွေကိုတက်ဖြတ်ကွင်းနဲ့မောင်းသွင်းပြီးတခါတည်းအမြင့်ပြတ်ချေမှုန်းဖို့မီးစွမ်းအားကိုတုံးကျင်တာချမ်မော့ကပီယာနိုခန်းကအတန်ဆုပ်ကွမ်းတွေနဲ့အရက်ကိုတုံးပြီးမီးလောင်ပုံးတွေလှုပ်ထားတာချမ်မော့ဒါကိုဒရုန်းမှာချိတ်ပြီးအားကစားရုံအပေါ်စီးကနေပြန်တန်းလိုက်အားကစားရုံထဲမှာအားကစားသိပ္ပံကျောင်းကလူမိုက်ကိုင်းသားတွေစုဝေးနေကြသည်အတိတ်ဘဝတုန်းကသူတို့ကရက်ဆက်ကြမ်းကြုတ်တဲ့ကျွန်းစခန်းကိုတိစောက်ခဲ့ကြဖုတ်ကောင်အုပ်ကြီးရဲ့အဓိကစစ်တပ်ကိုအဲ့ဒီဘက်ကိုဆွဲဆောင်သွားတယ်ဒါပေမဲ့အဲ့ဒီမှာအသက်ရှင်ကျန်ရစ်သူတွေရှိနေသေးတယ်လေဒါကြောင့်ကျွန်တော်သူ့ရဲ့ကော်လာကိုဆွဲကင်လိုက်သည်ဒါကြောင့်ကျွန်တော်သူ့ရဲ့ကော်လာကိုဆွဲကင်လိုက်သည်မင်းတေချာကြည့်လိုက်ဖုတ်ကောင်အုပ်ကြီးသာစာတင်ဆောင်တဲ့ကိုအတင်းဝင်သွားရင်ဒီအဆောက်အုံထဲကအသက်ရှင်ကျန်ရစ်သူတွေအားလုံးအမြင့်ပြတ်တိတ်ဆုံးသွားလိမ့်မယ်ချမ်မော့ကငရဲကဲ့သို့မြင်ကွင်းကိုကြည့်ပြီးကျွန်တော်မျက်လုံးတွေကိုပြန်ဆိုင်ကြည့်ကပြောသည်ကျွန်တော်ပြန်တန်းလိုက်မယ်အားကစားရုံတွင်ပိုင်းမှာတော့ဂိုင်းကောင်းဆောင်ကလိခါပုံကြီးပေါ်မှာထိုင်ပြီးမိန်းကလေး2 ယောက်ကိုဖက်ကပြရတွေကိုအတင်းတောက်နေသည်ဟာဟာကဘာပြတ်တာဘာမှမဟုတ်ပါဘူးငါကအခုဧကရစ်မင်းကြီးပဲဟာဟာပလက်ပြင်းထန်တဲ့အနက်အသက်တွေကချက်ချင်းပြန့်နှံ့သွားသည်ဟူးဟိဟောက်တန်ကကောင်းကင်တစ်ခုလုံးတုံဟဲသွားပြီးကြကြပါဦးအော်ဟစ်တန်တွေကရှင်းရှင်းလင်းလင်းကြားနေရသည့်ចောင်းသားထောင်ပေါင်းများစွာရဲ့အသက်ရှင်ခွင့်ကိုလဲလှယ်လိုက်တာပဲပြီးတော့အဆင့်3ဖုတ်ကောင်ခေါင်းဆောင်ကိုအမဲလိုက်ဖို့အခွင့်အရေးလဲရတာပေါ့အခုတော့စင်မြင့်ကရှင်းလင်းသွားဖုတ်ကောင်ခေါင်းဆောင်အမြင့်9 မီတာတကူလုံးမှာထူထဲတဲ့အရေးပြားလွှာတွေဖုံးလွှမ်းနေပြီးဒီအတိုင်းရက်နေသည်ဒီမှာပဲနေပြီးစောင့်ကြည့်နေကျွန်တော်သူ့ကိုတနက်တလက်ပစ်ပေးလိုက်သည့်ဒီအဆောက်အုံကအလွှာ30ရှိသည်ချမ်မော့ကလန့်អော်လိုက်ပြီးမြေပြင်ပေါ်ကိုပြင်းထန်စွာဆင်းသက်လိုက်ရာကျွန်တော်ကဖုတ်ကောင်ခေါင်းဆောင်ကြီးရဲ့ရှေ့တက်မှာပိတ်ရက်လိုက်တာပဲသူကခေါင်းငုံပြီးကျွန်တော်ဆိုတဲ့ပိုးကောင်လေးကိုကြည့်လိုက်သည်သူကတန်ချီလေးတဲ့လမ်းမီးတိုင်ကိုမြောက်ပြီးဖြက်စီးလိုတဲ့အရှိန်ဟုန်နဲ့ရိုက်ချလိုက်သည်ကျွန်တော်မရှောင်ခဲ့ဘူးခန္ဓာကိုယ်ကချက်ချင်းကြီးထွားလာပြီးဖုံးလွှမ်းမှုနှုန်းက100%ဖြစ်သွားတယ်အယိုးချက်ဝတ်ဖုံးလွှမ်းမှု100ကဲလာဆန်းလမ်းမီးတိုင်ကိုအသုံးပြုပြီးဘီလူးကြီးရဲ့တိုက်ခိုက်မှုကိုခုခံလိုက်သည်ငါခြေထောက်တွေမြေကြီးထဲနှက်ဝင်သွားပေမဲ့ငါခုခံနိုင်ခဲ့တယ်မင်းရဲ့ခွန်အားကမဆိုးပါဘူးဒါပေမဲ့အခုတော့အဲ့ဒီခွန်အားကငါအပိုင်းဖြစ်သွားပြီသူဒီကျုံးမှာကင်းမီကောက်အမိကဲ့သို့အယိုးလန့်ဖြစ်ဘီလူးကြီး၏မျက်လုံးကိုထိုးဆိုင်လိုက်ပြီးလူသားအလုံးကပရွက်စိတ်လိုပဲဆိုရင်တော့ငါကဒီပျက်စီးခြင်းတွေကြားတဲ့ကမင်းတို့ရဲ့အယိုးစုတွေနဲ့ရာဇပလင်ကိုတိဆောက်မယ်လေပီအားကအရန်ပြင်းတယ်ငါကမုံတိုင်းရဲ့ဗဟိုချက်မှာရောက်နေတယ်လို့ပဲဒါပေမဲ့တင်းချပု္ပ္ပစာတွက်နေတယ်လို့အေးအေးဆေးဆေးပါပဲဘီလူးကြီး၏ခေါင်းပေါ်မှာအပေါ်သို့ခုန်တက်ကရင်း၏ခြေလောက်ချက်ဝတ်အစင်းမြင့်တင်ပြီးဘီလူးကြီး၏ဦးခေါင်းကိုအင်အားပြင်းပြင်းဖြင့်နင်းချေဖျက်ဆီးလိုက်ပြီးတွေ့ပြီးဘီလူးကြီး၏အုံနောက်ထဲမှာတောက်ပနေသောအဝါရောင်စွမ်းရင်ကြောက်တုံးကိုထုတ်ယူလိုက်ပြီးဒါကအဆင့်3မြေကဘာရဲ့နှလုံးသားကြောက်တုံးပဲလွန်ခဲ့တဲ့ဘဝတုန်းကဆိုရင်ဒီအရာကစခန်းတစ်ခုကြားအပြည့်အဝစစ်ပွဲဖြစ်ပွားစေနိုင်တဲ့အထိတန်ဖိုးရှိတယ်အခုကတော့ဒါကိုဝါမျိုးရမယ့်အချိန်မဟုတ်သေးဘူးအဆင့်3စွမ်းရင်ကြောက်ရဲ့စွမ်းအားကပြင်းထန်လွန်းလို့လုံးဝစိတ်ချရတဲ့ပတ်ဝန်းကျင်မှာပဲစုပ်ယူလို့ရမယ်အားကစားရုံဘက်ကိုကြည့်ရကွင်းပြင်တစ်ခုလုံးဖုတ်ကောင်ဇာမီတောင်းပေါင်းများစွာဖြင့်ပြည့်နေနေသည့်အစာများတဲ့တာဝန်ကတော့ပြီးသွားပြီးအခုပိုက်ကွန်တင်ရမယ့်အချိန်ပဲနိုင်စင်ပေါ်တွင်သူ၏တငယ်ချင်းချမ်မော့မှာရိုက်နှက်ခံထားရပြီးကုချန်ဆိုသူ၏ခြေထောက်အောက်တွင်ရောက်နေသည်ကုချန်မင်းကတကယ်ကိုအမြင်မရှိတာပဲငါကမင်းကိုကဘာတစ်ကော်မတီထဲဝင်ဖို့စေတနာနဲ့ဖိတ်ခေါ်တာကမင်းရဲ့နည်းပညာကိုအတိမတ်ပြုလို့မင်းကညှင်းပယ်ရဲတာတွေမကပဲရွှေချင်းချန်ကိုစောင့်ရအောင်မယ်ဟုတ်လားကုချန်သည်လာတာဆောင်အစုံးမနေ၍လဲကျနေသောဘီလူးကြီးအလောင်းကိုလှမ်းကြည့်ပြီးတကယ်တော့မဆိုးပါဘူးအဲ့ဒီလိုမိစ္ဆာကောင်းကိုတောင်တတ်နိုင်နေဆိုတော့သူ့လက်ထဲမှာပစ္စည်းကောင်းတွေအများကြီးရှိပုံရတယ်မင်းယူမိုင်းမလုံနဲ့သူကလူမဟုတ်ဘူးသူကမိစ္ဆာကောင်းပဲမင်းတို့နောက်တရားလိမ့်မယ်ဒီလိုကဘာပြက်ကတ်ထဲမှာအရင်မြင့်နဲ့အုံနောက်ရှိတဲ့သူပဲနှက်ဖျားလို့အခေါ်ခံရထိုက်တာအင်အားပဲရှိတဲ့လူမိုက်တွေကတော့အတုံးချလို့ကောင်းတဲ့ဓာတ်တလက်ထက်မပူပါဘူးကုချန်ဤလက်အောက်ငယ်သားများတွင်အစိတ်လူးများဘုံကာတိုင်းများနှင့်တနက်များအစင်သစ်ရှိနေသည်ရွှေချင်းချန်နာ၏စင်ပေါ်သို့လမ်းလျှောက်တက်လာသည်ကျောင်းသားရွှေခုနကတိုက်ပွဲကိုငါတို့အားလုံးမြင်လိုက်ပါတယ်မင်းကတကယ်စစ်နဲ့ဖျားဆင်းတက်လာတယ်လို့ပဲငါကကျောင်းသားများတမကဥက္ကဋ္ဌကုချန်လက်ပါအသက်ရှင်ကျန်ရစ်တဲ့ဆရာကျောင်းသားအားလုံးကိုကိုစားပြုပြီးမင်းရဲ့ရဲရင်နဲ့ပေးဆက်မှုအတွက်ကျေးဇူးတင်ပါတယ်ဆရာကြီးတောင်းပန်ပါတယ်ငါမဆောက်ရှောက်နိုင်ခဲ့ဘူးအသက်ရှင်နေရင်ရပါပြီဖဲဆန်းကုချန်ကျောင်းသားရွှေဒီလောက်အေးဆက်မနေပါနဲ့အခုအခြေအနေကိုလည်းမင်းမြင်တဲ့အတိုင်းပဲတယောက်တည်းရုန်းကန်နေလို့တော့အသက်ရှင်မှာမဟုတ်ဘူးငါတို့ကအုပ်ချုပ်ရေးအဆောက်အုံကိုထိန်းချုပ်ထားပြီးဘေးကင်းလုံခြုံရေးဆောင်တိစောက်ထားတယ်အဲ့ဒီမှာရေရှိတယ်မီးရှိတယ်အစားအစာနဲ့မိန်းလာလေးတွေလည်းရှိတယ်မင်းငါတို့နဲ့ပူပေါင်းပြီးစွန့်ရင်ကြောက်တုံးနဲ့လက်နက်တွေကိုအပ်နှံမယ်ဆိုရင်မင်းကိုငါလုံခြုံရေးကောင်းဆောင်ရာထူးပေးပါမယ်ငါဖယ်ခိုင်းနေတယ်လေ
သူ့ရဲ့စကားပြောနေမှုကိုငါဖြတ်ပြောလိုက်တယ်လေတန်ကတော့နည်းနည်းစိတ်မရှိသလိုဖြစ်နေပြီးတတိယအကြိမ်ထပ်ပြောရတာကိုငါမကြိုက်ဘူးမင်းကကောင်းကြီးတစ်ကောင်ကိုတက်နိုင်ုံနဲ့အနိုင်မခံနိုင်တော့ဘူးထင်နေတာလားမင်းမအခုအားအင်ဘလောက်ကြံသေးလို့လဲငါတို့ဘက်မှာလူ၈ယောက်ရှိတယ်တနက်နဲ့လက်လဲပါတယ်ရန်သူကောင်းဆောင်သူ့ရဲ့ခြေလက်တွေကိုချိုးပစ်လိုက်စမ်းအသက်ချန်ထားပြီးခရစ်စတယ်ရဲ့အသုံးပြုပုံကိုမေးရမယ်တနက်တန်များထွက်ပေါ်လာပြီးတိုက်ခိုက်ကြသည်ရန်သူကောင်းဆောင်ကိုခံပညာဘလောက်ပဲတော်တော်တနက်ကိုတော့ကြောက်ရတာပဲအထူးသဖြင့်ခင်မီလက်နက်တွေကိုပေါ့အခုထိသူရဲ့ကောင်းလုပ်ချင်သေးလားဒါကမင်းတို့ရဲ့နောက်ဆုံးဝက်ဖဲလားသူ့ရဲ့အရေးပြားကမာကျော်သွားပြီးကြီးစံများကိုကာကွယ်လိုက်သည်ရန်သူများဘလို့လုပ်ဖြစ်နိုင်မှာလဲငါရဲ့ပုံရိပ်ကရုတ်တရက်ပျောက်ကွယ်သွားပြီးမြန်ဆန်သောအရှိန်ဖြင့်ရန်သူများကိုနှိမ်နင်းလိုက်သည်ကုချံအစိတ်နဲ့ကစားရတာဝါသနာပါလာလားဒါဆိုရင်တကယ်အစိတ်ဆိုတာဘာလဲဆိုတာမြည်ဆန်းကြည့်လိုက်ဦးရန်သူတဦးကိုအစိတ်ဖြင့်အရေးပြောသွားစေသည်ဒါကလူမဟုတ်ရဲ့လားဒါကလူရည်ခွန်ချုံထားတဲ့မိစ္ဆာကောင်ပဲပြေးကြဟိကုချံစိတ်ထဲမှာငါသူတို့ကိုလိုက်မဖမ်းတော့ဘူးမြေပြင်ကဝက်ဥရိတိုင်တွေကိုကောက်ယူပြီးပြစ်ပေါက်ကထွက်ပြေးသူများကိုအားလုံးတက်ပစ်လိုက်သည်တကူလုံးဖြစ်စဉ်က9စက္ကန့်တောင်မကြာလိုက်ဘူးရင်ပြင်ပေါ်မှာကုချံတယောက်ပဲမတရက်ကြံခဲ့တော့တယ်ရန်သူကောင်းဆောင်ငါ့ကိုမတက်ပါနဲ့ငါအဖေကကြောင်းအုပ်ကြီးပါငါမှာပတ်စံတွေအများကြီးရှိတယ်မြို့ထဲမှာလည်းဘီလာအိမ်ရှိတယ်ပတ်စံဒီလိုခစ်ကြီးထဲမှာဒီအရာကဖင်တုတ်ဖို့တောင်ကြမ်းလွန်သေးတယ်သူ့ကိုရင်ပြင်ရဲ့အဆုံးဘက်ကိုဆွဲခေါ်သွားလိုက်တဲ့အောက်မှာကအထက်3ဆက်အမြင့်ကြီးဖြစ်ပြီးဖုတ်ကောင်စုံပြီးအုပ်ကြီးရှိနေတာမင်းကလူတွေရဲ့အထက်မှာနေချင်တာမလားဒါဆိုရင်မင်းကိုအမြင့်ဆုံးနေရာကိုငါပို့ပေးမယ်သူ့ကိုအောက်သို့တွန်းချလိုက်ပြီးကျန်တဲ့လူတွေကိုရှင်းလင်းပြီးပြီဆိုတော့အခုတကယ်အလုပ်ကိုစားရတော့မယ်ထို့နောက်ကုချန်နဲ့ချမ်မိုတို့စာကြည့်တိုက်သို့ရောက်ရှိလာကြသည်ဆရာကြီးဒီတဲကရေဒီယိုတက်တိကြောက်မှုနှုန်းကအမြင့်ဆုံးကိုရောက်နေပြီးဒါပေမဲ့ဘာတွေပြတ်နေနေလဲဆိုတာသိရအောင်အထဲကိုဝင်ကြည့်ရမယ်ဒါကတာမန်ရေဒီယိုတက်တိကြောက်မှုမဟုတ်ဘူးတက်ရှိစွမ်းရင်ဖြာထွက်မှုပဲဒီနေရာကတားဖောက်တဲ့နေရာတစ်ခုဆိုတာငါသိတယ်ဒီနေ့မင်းတကားဝမှာပဲစောင့်နေပါတမ်းပဲကြားရကြအထဲကိုမဝင်လာနဲ့ဒီတစ်ချိန်တိုက်ပွဲကစိတ်ပိုင်းဆိုင်ရာအဆင့်တန်းချင်းရှင်ရမှာစိတ်ဝိညာဉ်လိုင်းဖြန့်ချက်စစ်ဆေးခြင်းစာကြည့်တိုက်တွင်းရှိចောင်းသားများပုံရိပ်ရောင်ကိုမြင်တွေ့ရသည်ဒါကပုံရိပ်ရောင်ပဲအဆင့်2ရဲ့စိတ်ပိုင်းဆိုင်ရာနှောက်ယှက်မှုပေါ်ဒါဆိုရင်တော့ဒီမိခင်တက်ရှိမတ်တဘာဒီကတော်တော်လေးဖွံ့ဖြိုးနေပြီပဲငါရှုလို့မျက်လုံးအရှရရေးကိုဖွင့်လိုက်မယ်ပုံရိပ်ရောင်များပျောက်ပြတ်သွားပြီးအမှန်တကယ်ចောင်းသားအလောင်းများကျိုးဆွဲချခံထားရသည်ကိုမြင်တွေ့ရသည်ပုံရိပ်ရောင်ပြက်ပြက်သွားတော့ပုံနေတဲ့ရန်သူကဒေါသထွက်သွားပြီးရှာနီကြီးတွေနဲ့တတဝါအုပ်စုထွက်လာတဲ့သူတို့ကအရေးပြားမရှိပဲရှာက2မီတာလောက်ရှိပြီးဓာတ်လို့ထက်မြက်တယ်ငါအဆင့်3မြေတက်ခရစ်စတယ်ကိုဝါမျိုးလိုက်တယ်လုံးဝမချေဖြတ်ရသေးပေမဲ့အယိုးတိတ်သီးစားနဲ့အင်အားကထပ်ပြီးတိုးပွားလာတဲ့ဝစ်စုံအပြည့်ဆင်မြန်းလိုက်ပြီးအနက်ရောင်အယိုးချက်ဝတ်ကတကူလုံးကိုဖုံးလွှမ်းသွားတယ်ဒီတစ်ချိန်တော့ငါအတွက်အသက်ပညာတွေမလိုတော့ဘူးစင်စစ်စစ်အင်အားနဲ့ပဲဖိနှိပ်ပြမယ်ကုချံဒီဘက်ကိုလာခဲ့စမ်းတတဝါများကိုအင်အားသုံး၍စတင်တိုက်ခိုက်ချေမှုန်းလေသည်ငါရှေ့ကိုရောက်လာတော့အယိုးချက်ဝတ်ဖုံးအုပ်ထားတဲ့ခေါင်းနဲ့အားရပါရဆောင်းလိုက်တာသူ့ရဲ့အပြင်ကိုပွင့်ထွက်နေတဲ့အုံနောက်ကိုဓာတ်ရိုက်ကြေမွားသွားစေခဲ့တယ်အဲ့ဒီနောက်မှာတော့ငါဟာတိုးအုပ်ထဲဝင်လာတဲ့ကြားတစ်ကောင်လိုပဲစောက်စင်တွေကြားထဲမှာအရှိန်ဟုန်နဲ့လှုပ်ရှားရင်းလက်တစ်ချက်လှုပ်ရှားလိုက်တိုင်းအယိုးကျိုးတန်တွေတစ်ဖြောက်ဖြောက်မြည်ဟဲသွားခဲ့တယ်ဒါပေမဲ့ငါရဲ့ပြန်လဲတိုက်ခိုက်မှုတိုင်းကတော့အသက်အန္တရာယ်ကိုစိုးရိမ်ရစေတယ်စုပ်ဖြဲပစ်တယ်နင်းချပစ်တယ်ချိုးဖျက်ပစ်တယ်ငါမိနစ်ကြာပြီးနောက်မှာတော့ခမ်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီကျမ်းပြင်တစ်ခုလုံးမှာလက်ဂရီရဲ့ပြတ်တောက်နေတဲ့လက်ချေအင်္ဂါတွေနဲ့ပြည့်နှက်လို့စိမ့်ဖန့်ဖန့်သွေးတွေကကျမ်းပြင်ပေါ်ကဖြာချက်တွေကိုတိုက်စားနေတယ်ငါဟာအလောင်းတောင်သွေးပင်လေကိုနင်းဖြတ်ပြီးမြေအောက်ခန်းစီဥတီတဲ့လှေကားထံရှောက်လန့်ခဲ့တယ်ဆင်းလာခဲ့ပါငါကလေးအေးဆက်စီကက်လာတဲ့အတန်တစ်ခုကနားကနေကြားရတာမဟုတ်ပဲအကြားအာယုံကြောကိုဓာတ်ရိုက်တုံခါစေပြီးငါအုံနောက်ထဲကိုဓာတ်ရိုက်ပဲ့တင်ထက်လာခဲ့တယ်ငါကိုစားချင်တာလားမင်းသွားတွေကျိုးသွားမှစိုးရိမ်မိတယ်ငါလှေကားထစ်တွေတိုင်းအောက်ကိုဆင်းလာခဲ့တယ်ကြီးမားတဲ့အသားတုံးတိုင်တွေကမျက်နှာချက်ကိုထောက်ကန်ထားပြီးအလဲဘဟိုမှာတော့အချင်း30မီတာကျော်ရှိတဲ့အသားလုံးကြီးတစ်ခုစနစ်တကျလှုပ်ရှားနေတဲ့တဝက်တစ်ပြက်လင်းထိန်နေတဲ့အမြေပါကိုဖျက်ပြီးကြည့်လိုက်ရင်အတွင်းထဲမှာကွေးကွေးလေးရှိနေတာကိုမတဲမကွဲမြင်ရတဲ့အပေါ်ပိုင်းကလူသားမျိုးသမီးပုံစံဖြစ်ပြီးအောက်ပိုင်းကတော့ကြီးမားတဲ့ပိုးကောင်ကြီးလိုဖြစ်နေတဲ့တရဝဆန်းပဲဒါကအဆင့်3အုံနောက်တန်ကောင်းမိခင် brain one mother ပဲရဲ့စိတ်အာယုံတိုက်ခိုက်မှုအဲ့ဒီမိခင်တတဝါရဲ့ဆူရှာတဲ့အော်တန်နဲ့အတူမျက်စိနဲ့မြင်နိုင်တဲ့အလင်းပေါက်လိုင်းတွေဟာလှန်တစင်းလိုပဲငါရဲ့အုံနောက်စီကိုပြင်းပြင်းထန်ထန်ထိုးဆိုင်လာခဲ့တယ်ဒီလိုတိုက်ခိုက်မှုမျိုးကရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကိုလစ်လူရှုပြီးဝိညာဉ်ကိုတိုက်ရိုက်ထိခိုက်စေတာပဲတာမန်လူဆိုရင်တော့တစ်စက္ကန့်အတွင်းမှာတင်အသက်ပြောက်သွားမှာပဲငါညှဉ်းညူလိုက်ရင်နှာခေါင်းကနေတွေးမိတွေစီးကျလာခဲ့တယ်ငါခေါင်းမောကြည့်လိုက်တယ်ငါရဲ့လှောင်ပြုံးတန်ထဲမှာတော့ယူတုံမှုတွေဆွတ်ဖက်နေတဲ့နှမျောစရာကောင်းတာကငါရဲ့ဝိညာဉ်ဟာလွန်ခဲ့တဲ့တစ်ဆက်ကလေးကအဲ့ဒီနေရာထဲမှာပုတ်ပွားသွားခဲ့ပြီးမင်းရဲ့ဒီလိုအဆင့်တန်းမျိုးနဲ့တိုက်ခိုက်မှုကငါအတွက်ရတောင်မရဘူးပြီးခဲ့တဲ့ဘဝရဲ့30နှစ်တာအတွင်းမှာငါဟာနေရောညပါမျိုးပိစာပြောင်းလဲခြင်းရဲ့နာကျင်မှုနဲ့စိတ်ပိုင်းဆိုင်ရာထွက်လာခဲ့စမ်းငါချက်ချင်းထွက်လိုက်ပြီးဘာမှချမ်းမထားတော့ပဲခန္ဓာကိုယ်ထဲကအစိတ်တောက်တွေကိုအကုန်ထုတ်လွှတ်လိုက်တယ်ငါကိုဗဟိုပြုတ်ပြီးခရမ်းရောင်အစိမ့်ငွေတွေကမြေအောက်ခန်းတစ်ခုလုံးကိုချက်ချင်းဖုံးလွှမ်းသွားခဲ့တယ်ဒါကတာမန်အစိမ့်ငွေမဟုတ်ဘူးကင်းချေများအစိမ့်နဲ့တစ်ပင်မိတ်စာရဲ့တိုက်စားနိုင်စွမ်းရှိတဲ့အစိတ်တွေပေါင်းဆက်ထားတာပဲစီအဲ့ဒီအသားတိုင်တွေနဲ့အာယုံခံမြင်တွေဟာအစိမ့်ငွေနဲ့ထိတွေ့မိတဲ့တစ်စက္ကန့်အတွင်းမှာတင်အရှိန်ဟုန်နဲ့ညှိုးနှံပျက်စီးသွားခဲ့တဲ့မိခင်တတဝါဟာကြီးမားတဲ့ချင်းချောက်မှုကိုခံစားမိပြီးဆူဆူဝါးဝါအော်ဟစ်လိုက်ရင်ပတ်ဝန်းကျင်ကအာယုံခံမြင်အားလုံးကိုထိန်းချုပ်ပြီးမြားစင်းပေါင်းများစွာလိုငါစီကိုပြစ်လွတ်လိုက်တယ်ချစ်အာယုံခံမြင်အနှဲငယ်ကငါရဲ့ပခုံးပေါင်နဲ့ဝမ်းပိုက်တွေကိုထိုးဖောက်သွားခဲ့ပေမဲ့ငါကတော့နာကျင်မှုကိုမခံစားရသလိုပဲဒီတိုက်ခိုက်မှုတွေကိုကြက်ကြက်ခံပြီးမိခင်တတဝါရဲ့ရှေ့ကိုရောက်သွားခဲ့တယ်မိပြီးမင်းကို
ငါလက်တွေကိုဆန့်ထုတ်ပြီးမိခင်တတဝါရဲ့ပျော့ပြောင်းတဲ့ဝမ်းပိုက်အမြေပါတဲ့ကိုလက်နဲ့ဆိုင်ထိုးဆိုင်လိုက်တယ်ဝမ်းမျိုးချင်းဒီတစ်ချိန်ကတော့ရိုးရိုးရှင်းရှင်းစားတာမျိုးမဟုတ်ပဲစွမ်းအားပြည့်နဲ့ကပ်ပေးဒုက္ခကိုအတူတူဝမ်းမျိုးဖြစ်တာပဲငါဟာမိခင်တတဝါရဲ့တက်ဆောင်အားတွေကိုလူယူနေတာသူမရဲ့စိတ်ဝိညာဉ်စွမ်းအားတွေကိုလူယူနေတာသူမအားနေသွားလေငါအားကောင်းလာလေပဲမိခင်တတဝါရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းခြောက်ကပ်သွားပြီးငါစီကထွက်ပေါ်လာတဲ့စွမ်းရည်တွေကတော့အရှိန်ဟုန်နဲ့တိုးပွားလာခဲ့တယ်နောက်ကိုလှဲချကအသက်ကိုပြင်းပြင်းထန်ထန်ရှူလိုက်ရစိတ်ဝိညာဉ်အတားအဆီးအစုဖွဲ့လိုက်ထိန်းချုပ်ခြင်းအဆင့်နှစ်ထိတ်ဆုံးအဆင့်3ရောက်ခါနီးငါဟာညစ်ပတ်ပေရည်နေတဲ့ကျမ်းပြင်ပေါ်မှာလှဲလျောင်းရင်းမျက်နှာချက်ကိုငေးကြည့်နေခဲ့တဲ့တကူလုံးတန်ရာတွေနဲ့ပြည့်နေပြီးအုံနောက်ကပစိန်နဲ့အခုတ်ခံရတယ်လို့နာကျင်နေပေမဲ့ငါကတော့အလွန်ပျော်ရွှင်စွာပြုံးနေမိတယ်ဘာလို့လဲဆိုတော့ငါခံစားမိလို့ပဲအခုဆိုကျန်းချင်းတက္ကသိုလ်ကငါအကုန်လုံးကိုအထွင်းသားမြင်နေရတဲ့စတူဒီယန်ကွက်ကစားကွင်းတစ်ခုလိုဖြစ်သွားပြီရှန်မိုငါခုနတင်ရရှိထားတဲ့စိတ်ချင်းဆက်နွယ်မှုကတဆင့်တကားအပြင်ကချန်မိုကိုစိတ်ထဲကနေတိုက်ရိုက်အမိန်ပေးလိုက်တယ်ဝင်လာပြီးစစ်မြေပြင်ကိုရှင်းလင်းလိုက်တော့ငါတို့ဒီနေရာမှာပထမဆုံးအခြေစိုက်စခန်းကိုတိစောက်ရမယ်ရာဇပလင်ကစတင်ပုံပေါ်လာပြီးဒါကအစပြုံပဲရှိသေးတယ်စစ်မြေပြင်နဲ့စင်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေရှိနေတယ်ငါတို့ရဲ့ခီးစဉ်ကတော့ကျေတာယာစကြဝဠာကြီးစီတို့ပဲ